နောင်ဘဝကိုစိတ်ချရအောင်ဘာတွေလုပ်ရမလဲဆိုပြောတယ်မြတ်စွာဘုရားကနောင်ဘဝစိတ်ချခြင်းလို့ရှိရင်တတ္ထာတိလသုဒ္ဓစာကပညာပေါ့အဲ့တော့တတ္ထာတိလသုဒ္ဓစာကပညာလို့ဆိုတဲ့ဒီအရေးချင်းတွေကိုယ်တဏ္ဍာမှာရှိအောင်ယုံကြည်ချက်ရှိရမယ်မြတ်စွာဘုရားရဲ့အဆုံးအမကိုယုံကြည်တယ်ဆိုတာလက်ခံတယ်လိုက်နာမယ်အဲ့ဒီတရားရှိလာလို့ရှိရင်ဘာဖြစ်လဲကိုချင်းတရားကိုထိန်းသိမ်းဆောက်ရှောက်တယ်အနည်းဆုံး၅ပါးသီလလုံးအောင်ထိန်းသိမ်းဆောက်ရှောက်မယ်သီလသုဒ္ဓမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေစီဘူးအထုတ်မယ်လောကမှာအကျိုးရှိရာအကျိုးရှိကြောင်းစာပေတွေဖတ်မယ်သင်ယူမယ်မှတ်သားမယ်လောကမှာရှိတဲ့ဤပညာတွေကိုသင်ယူမယ်မှတ်သားမယ်ဒီပညာရက်တွေကလည်းကိုယ့်ဘဝမှာအကျိုးရှိကြောင်းနေတယ်နောက်တဲ့ခါကျတော့ပညာစာကရလာတဲ့ပစ္စည်းဥစ္စာကိုအများနဲ့ခွဲဝေပြီးတော့သုံးနိုင်တယ်စွန့်ကြဲတယ်ပေးကမ်းတယ်စာကဟောနောက်ဆုံးတစ်ခုကျတော့ပညာဒါကတော့အရေးကြီးဆုံးပဲပေါ့ပညာဆိုတာစီးပူအထောက်อ่ะစီးပူအထောက်တာဘယ်နည်းနဲ့စီးပူအထောက်တယ်လဲလို့မေးမယ်ဆိုလို့ရှိရင်ကိုယ်တိုင်အခုလိုတရားနာတာလဲပညာရအောင်လုပ်တာပဲစာပေဖတ်ရှုတာလဲပညာရအောင်အထောက်တယ်နောက်ဆုံးမှမသိတာတွေကိုမေးတယ်မရှင်းတာတွေကိုမေးတယ်ဆိုလို့ရှိရင်လေဒါလည်းပဲပညာပဲပညာပါရမီဆိုတာကိုယ်တိုင်သင်ယူခြင်းလို့ဆိုလို့တယ်ကိုယ်တိုင်သင်ယူတဲ့ပုဂ္ဂိုလ်ဟာအခုဘဝမသိတာအခုချက်ချင်းတတ်သွားမယ်ပေါ့ဒီလိုဆိုလို့ဆူတောင်းနေရမယ့်အရာမဟုတ်ဘူးကိုယ်တိုင်သင်ကိုယ်တိုင်တတ်သွားမယ်ပေါ့အဲ့ဒါလို့တတ္တသီလသုဒ္ဓဆာကပညာလို့ဆိုတယ်ဒီရည်ချင်းတွေနဲ့ကိုယ့်ကိုပြည့်စုံအောင်လုပ်ထားပြီးဆိုရင်မြတ်စွာဘုရားကဒီရည်ချင်းတွေကဘယ်တော့မှအောက်ကိုချဘူးတဲ့တရားနဲ့ထုံမွမ်းထားတဲ့စိတ်တွေသီလနဲ့ထုံမွမ်းထားတဲ့စိတ်တွေသုဒ္ဓစာကပညာတို့နဲ့ထုံမွမ်းထားတဲ့စိတ်တွေဟာဘယ်တော့မှအောက်ကိုဆွဲချမှာမဟုတ်ဘူးတဲ့အမြဲတမ်းအပေါ်တက်လာမှာဒီလိုဟောတာဟာတမ္ပရာယိကထလို့ခေါ်တယ်နောက်ဘဝကောင်းကျိုးချမ်းသာအတွက်စိတ်ချရအောင်ဟောတဲ့တရားပဲ